ဘာလို့တေချာပြောင်းအောင်စိတ်ထားတာပါပြောပြန်ပြီ ဝဲဝဲတယ် ပြောပြန်တာမဟုတ်ဘူးဒီဥစ္စာငါညီဝါငါပစံနဲ့ဝဲတာနော် ဘယ်တော့ မနေ့ကချင်းကတာ3000ရှုံးခံလိုက်တာသမင်းသားကိုခြံလိုက်တာ ဘာမှမ တော့ ဆိုင် ဝဲအောင် ကျုပ်ကျုပ်လည်းကျုပ်ဝဲထားတာကျုပ်လည်းဘယ်သူမှတကြမှမပေး ပြန်မနေ့ကငါမလို့နိုင်ကြီးဒီမနေ့စားပြည့်ဆိုပြည့်နေမှာတော့မနေ့ကရှုံးခံပြီးခတ်လိုက်တာ3000 မ ဝဲဝဲတယ်ချက်တယ်လေ ဘာဝတ်တဲ့ငါနည်းနည်းဦးရမှာပြောင်းမှုလိုက်တာ ဝါဒီတော့မျက်လဲစေးတာနော်စေးတယ်တော့စော်ကားတယ်ခင်ဗျမတ်စာပါမခိလိုက်လားလား သူ့ဘွားရမှာကမ်း အဲ့ဒါလည်းမြင်ကြတော့တော်တော်စီးပွားရေးကြတာတော်တော်ဆန်လုံးနေတယ် ဟာစုမိဆောင်မိတယ် ဒီကလေးညမှာခေါ်သွားတယ် စုမိဆောင်မိနေပြီ သူ့မိစားမိနေပြီပတ်ဆက်လေးသူ့မိပြီဆိုကောချက်က อืม သူကသိရမလား ဟာ အလုံးလုံးနေတာလေပြော လို့နေရလားဒီမှာငါတင်တို့ညနေကြငါမခက်ပဲနေငါကူမယ် အရှုံးနဲ့ထက်လည်းမတည်ဘူးနော်ပြောပဲကွာအိမ်မှာမချုံးမလားတမင် အဲ့ရောဘာကြည့် ဘိုးရခင်ဗျအိမ်မှာလာပြီးဒီမှာစားရတယ်ကြည် ပန်းနေတယ်ရနေပါလား အခုလောက်စားတွေထိုင်းစားတယ်အကြီး လူစားပါကွာစားပါလေဒီကကျွန်တော်ဘလို့ရှုံး သူ့လောက်စားစကားမပြောနဲ့ကျမအိမ်စားတော့ဒီကကျမပတ်ဆက်နဲ့ကျမဝယ်ရတာဘယ်သူမှမပေး မသိဘူးအိုင်မချင်းခါတာ3000ရှုံးတယ်တဲ့ဝသားဖို့ပြီးခဲ့တာတဲ့ ဘိုးရ မနေ့ကနေပြောပြီးတော့ခတ်တာ မနေ့ကတယောက်ခတ်တာခင်ဗျကုန်းတော့ကိုမိုးကျွေးခဲ့တာပဲရှိလိမ့်မယ်အိမ်ရတာတပြားတော့မပေး မနေ့ကငါဝင်းကြည့်တော့ဟင်းရလည်းမရှိဘူးလို့ခေါ်ရပါနဲ့စားတယ်ဟုတ်လို့ ဘူး ဟင်းလည်းမရှိငါချင်းကမယ်ကွာလို့အချင်းကရင်မသိရမယ်အဲ့ဒါဝတ်ချက်ကြ အဲ့စကားကြီးကခန့်လိုက်တာမဟုတ်တာကြီးရှော့ပြောတာခုနောက်ထပ်ပြီး အဲ့ဒါမနေ့ကကြာသမင်းသားမှဆိုတာပြီးလို့ကိုယ့်အကိုရှုံးခံလိုက်တာ3000လို့ဒီကောင်လေးဝတ်သားဘွယ်ပါလိကွာ ငါအဲ့လိုပြောတာ မနေ့အဆုံးတာမနေ့ကြသားတွေရောဝတ်သားတွေရော ဒီနေ့ပါလဲတော့ ဒီသား မ သား င်းက ကြီး တမစီပြန်ချက်ထားတာခင်ဗျဘာမှတော့မဟင်းမရှိဘူးဆိုတော့ဘယ်ဥဒ္ဒါလက်ကြီးမရှိဘူးပြော ဟိုဒီနေ့ပါတာဝန်ကြီးမှာတော့လေ ဒီနေ့သူတို့ဟင်းရှင်ကြီးရမှာလေဘာဖြစ်ညနေကြဘလောက်ခုလောက်ခတ်ပေးရမလို့အောင်မော အဲ့ဒါလည်းကျမလက်ထဲမှာထည့်ခဲ့ နေဝဲကန်နေရဟုတ်လား